ဆက်ပြီးတော့ဖြေသွားပါတယ်နောက်ထပ်သတင်းနောက်ကမေးတဲ့မေခွန်းတစ်ခုကအခုဆိုလို့ရှိရင်စစ်ကောင်စီကိုနိုင်ငံတကာကလည်းဝိုင်းပြီးတော့အပြစ်တင်နေတယ် ICC ကလည်းတရားစွဲထားတယ်ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးဆိုလို့ရှိရင်သူ့နိုင်ငံကပဲဖမ်းပြီးတော့ ICC ကိုပို့လိုက်တယ်ဆိုတော့မင်းတို့ကိုရောအခုပစီကြီးလိုကိစ္စမျိုးတွေအတွက်နိုင်ငံတကာကနေပြီးတော့မင်းတို့လှုပ်ထားတဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ခံခိုင်းမှာမစိုးရိမ်ဘူးလားလို့မေးပါတယ်သူမေးတဲ့မေးခွန်းထဲမှာပေါ့ချက်စကားလုံးနှစ်ခုပါပါတယ်ရာဇဝတ်မှုတွေအတွက်ဆိုတာလေတာဝန်ခံခိုင်းမှာမစိုးရိမ်ဘူးလားဆိုတာပါပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ဇော်မင်းထွန်းပြန်ဖြေသွားပုံကရည်စရာလိုဘာလိုတောင်မှဖြစ်သွားပါတယ် ဘာမှစိုးရိမ်စရာမရှိပါဘူး No, not at all. There's absolutely nothing to worry about. ဘာမှစိုးရိမ်စရာမရှိပါဘူးဘာအကြောင်းကြောင့်မှစိုးရိမ်စရာမရှိပါဘူးတဲ့အဲ့ဒါပဲသူဖြေတာအဲ့ဒါအကုန်ပဲဘာမှထပ်မပြောနိုင်ပါဘူးသတင်းတောက်ကရာဇဝတ်မှုတွေ crime လို့သုံးသွားပါတယ် accountability တာဝန်ခံမှုလို့သုံးသွားပါတယ်သူတို့မှာတာဝန်ခံစရာမရှိပါဘူးတာဝန်မရှိပါဘူးလို့လည်းသူကမချေပနိုင်ပါဘူးသူတို့လုပ်တဲ့အလုပ်ဟာရာဇဝတ်မှုမဟုတ်ပါဘူးလို့လည်းသူကချေပမသွားပါဘူးမစိုးရိမ်ပါဘူးလို့ပဲခေါင်းခါပြီးတော့အပြတ်ညင်းပါတယ်နှစ်ခါထပ်ပြီးတော့ညင်းပါတယ်ရာဇဝတ်မှုကိုသူတို့လှုပ်ထားတော့လည်းပဲမစိုးရိမ်ဘူးလို့ပြောတဲ့သဘောမျိုးတက်ရောက်သွားပါတယ်သူတို့တာဝန်ဖြစ်တော့လည်းပဲမစိုးရိမ်ဘူးလို့ပြောတဲ့သဘောမျိုးတက်ရောက်သွားပါတယ်ဒီတော့ तू ကဘာလို့မစိုးရိမ်တာပါလဲမိုက်လို့မစိုးရိမ်တာလားဒါမှမဟုတ်ပေါက်တဲ့နှစ်ဖူးမထူးတော့ပါဘူးဆိုပြီးတော့မစိုးရိမ်ဘူးလို့ပြောလိုက်တာပါလားစီးပွားရေးပိတ်ဆို့တာဒုမမှုပါဆိုတဲ့တချင်းကိုနေတိုင်းရုပ်မြင်တန်ကြားကနေပြီးတော့ဖွင့်တဲ့ကာလကိုတောင်မှပြန်သတိရပါတယ်ဒုမမှုပါနေတိုင်းပြောပြီးတော့စီးပွားရေးပိတ်ဆို့မှုကနေပြီးတော့လွတ်ဖို့ရဘလောက်တောင်အသေးအတန်ကြိုးပမ်းခဲ့ကြပါသလဲဘလောက်တောင် lobby group တွေပါတယ်ငှားပြီးတော့ဘလောက်ငွေကြေးအကုန်ကြခံပြီးတော့လုပ်ခဲ့ပါသလဲစစ်အုပ်စုကမစိုးရိမ်ပါဘူးလို့ခေါင်းအကျဉ်းခါပြီးဆိုလို့ရှိရင်ဘာအဓိပ္ပာယ်ထွက်တယ်လဲဆိုတာကိုစဉ်းစားဆင်ခြင်ကြည့်ကြပါခင်ဗျာအဂျာဇီရာနဲ့ဗိုလ်ချုပ်ဇော်မင်းထွန်းအင်တာဗျူးမှာအဲ့ဒါလိုတွေးတောစရာတွေပါနေတဲ့အတွက်ကြည့်ပြီးတဲ့သူတွေအတွက်ရောမကြည့်ရသေးတဲ့သူတွေအတွက်ပါသုံးသက်တင်ပြလိုက်တာဖြစ်ပါတယ်ခင်ဗျာ